same woman new skill I can do it ဒါလေးတည်ထားမယ်ဆိုလို့ရှိရင်ကိုက confident ရှိတဲ့လူ skill ရှိတဲ့လူလို့အလိုလိုနေရင်ထုတ်ဖော်ပြောပြတယ်လို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ basic computer skill လေးတွေကအခုအလုပ်ကိုပိုင်အလုပ်ရှိတဲ့လူတော့၎င်းသူများလုပ်တော့ဖို့ရန်ပြင်ဆင်နေတဲ့လူ၎င်းတည်ထားတဲ့ပေါ့နော်ဘာဖြစ်ဆိုဒီကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းပဲဖြစ်ဖြစ်သူများလုပ်ပဲဖြစ်ဖြစ်ဒီ email ပေါ့နော်တစုံတစ်ယောက်ကိုစာလမ်းပို့တော့မယ်ဆိုရှင်ဒါဘယ်ကလာတဲ့စာလဲဆိုတော့သူများတန်းသိအောင်ကြော်ညာတယ်လို့လည်းဖြစ်သွားတယ်တစ်ချက်ခုနှစ်ချက်ပြပေါ့နော်ဘယ်ကလာတဲ့စာဆိုတာတီးလို့ရအောင် email တွေပို့တဲ့နေရာမှာအောက်မှာ signature ပါလာတတ်တယ်အဲ့ဒါကိုတတိထားမိလားဆိုတော့ဒီ signature ကိုဘယ်လို Gmail ပေါ့နော်ကိုယ့်ရဲ့ account ထဲမှာပေါ့နော်setting ထဲမှာဘယ်လိုသွား add ရတယ်လဲဆိုတာကိုဒီမှာပြောပြမယ်တစ်ချက်ဝင်ကြည့်ရအောင်လေနော်လွယ်လွယ်လေး let's get started ဥမာကိုယ်တယောက်ယောက်ကိုစာပို့မယ်ဆိုလို့ရှိရင် compose ကိုသွားတယ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်ကိုယ့်ရဲ့ company ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ address ဒါတွေကကြတော့ပုံမှန်အပြင်သူများအလုပ်လုပ်နေတဲ့ဟာပဲဖြစ်ဖြစ်ကို့မှာ company တို့ကို့မှာလုပ်ငန်းတွေရှိတာပဲဖြစ်ဖြစ်ဒီလို professional ပေါ့နော်ဆန်ရေးတာ signature ထည့်တာကကြတော့ပို့ပြီးမှအကျိုးတက်ရောက်တယ်ဒီပြင်ဖတ်တဲ့လူတွေကလည်းဒါဘယ်သူပဲဝါစီကနေလာတဲ့email လဲဆိုတာသိရတာပေါ့နော်ဆိုတော့ဒါကိုဘယ်လိုထည့်တယ်လဲဆိုတာကိုဒီမှာတစ်ချက်ကြည့်အောင်နော်ဒါကကြတော့ကျွန်မကတော့ကြိုတင်ပြီးမှထည့်ထားနေတာပေါ့နော်ဆိုတော့အဲ့ဒါကိုဘယ်လို setting ထဲမှာသွားပြီးမှထည့်ရတယ်လဲဆိုတာကိုတစ်ချက်ပြောပြမယ် setting ကိုသွားမယ် setting ကိုသွားပြီးလို့ရှိရင်ကိုကဒီ see all ဆိုတဲ့နေရာကိုပြန်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီပုံစံလေးတွေကို change လုပ်ချင်တဲ့ setting တွေအများကြီးရှိတယ်အဲ့ကနေအောက်ကိုဆွဲချသွားမယ် signature ဆိုတဲ့ဟာကိုတွေ့တဲ့နေရာမှာရက်မယ်နော်ဒီ signature ဆိုလို့ရှိရင်အခုကျွန်မကတော့ဒါကိုလောက်ထားပြီးသားမလို့ကိစ္စမရှိဘူးပြန်ပြီးမှဖြတ်ပြီးမှလုပ်ပြမယ်လေနော်ဆိုတော့အစအနေပြန်လုပ်ပြမယ်လေနော်ဆိုတော့ signature ဆိုတဲ့နေရာရောက်လို့ရှိရင် create new ပြီးလို့ရှိရင်ခေါင်းစဉ်ပေါ့နော်ကိုမမိအောင်နာမည်ပေးပေါ့နော်ဥပမာဒါအလုပ်အတွက်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ company personal အတွက်လည်းဖြစ်နိုင်တယ် for personal ဆိုလို့ရှိရင် personal for work ဆိုလို့ရှိရင် work ပေါ့နော်နာမည်ပေးထားမယ်ပြီးလို့ရှိရင်ဒီမှာကိုကကိုကြိုက်တဲ့ design ကိုတခြား editing တခြား app တွေတုံးပြီးမှလည်းကြိုတင်ပြီးမှ create လုပ်ထားနိုင်တယ်လို့ simple ပေါ့နော် simple ကိုလည်းဒီမှာတစ်ခါတည်းရိုက်ထည့်လို့ရတယ်ဥပမာဆိုလို့ရှိရင် simple ကိုရိုက်ထည့်မယ်ဆိုလို့ရှိရင်ဒီမှာအများစား chain ဖို့ပေါ့နော်အများကြီးကတော့ setting ထဲမှာမပါလာဘူး Gmail ထဲမှာဒါကြောင့်မလို့ကိုကနည်းနည်းပါးပါးဟိုအသွတ်တက်ချင်တယ်ဆိုလို့ရှိရင်ဥမာဒီ Canva add လို့လေနော်ဒီ Canva လိုမျိုးဟာကိုတုံးပြီးမှအသုံးပြုလို့ရတယ်ကျွန်မကတော့ copy လုပ်ထားပြီးသားဒီမှာ design လာဆွဲထားပြီးသားမလို့ဒါကိုတစ်ခါတည်းဒီနားလေးမှာထည့်လိုက်ရုံပဲပေါ့နော်ဥမာ paste ဆိုင်မယ်ဆိုတော့ပြန်ညှိတာ editing လုပ်တာကတော့ဒါနည်းနည်းပါးပါးကိုပြန်လိုက်ညှိယူတာပေါ့နော်ပြီးလို့ရှိရင်ဥမာကို font ကို change ချင်တယ်ကိုကြိုက်တဲ့ font ကိုပေါ့နော် change ချင်တယ်ဆိုလို့ရှိရင်လည်းဒီနားမှာလာပြီးမှကိုအဲ့လိုမျိုး change လို့ရတယ်အကြီးအသေးပေါ့နော်ပုံစံဘယ်လိုပုံစံလိုချင်လဲပြီးရင် color ပေးပုံစံလိုချင်လဲအဲ့လိုမျိုးပေါ့နော် color လေးလာ change လို့ရတယ်ကဲဒါဆိုလို့ရှိရင်ဒီ signature ပေါ့နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီနားလေးမှာ signature default ဆိုတဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင် for new email use ဆိုတဲ့နေရာကိုကျမတို့ကဒီခဏတော့ခေါင်းစဉ်ပေးထားတဲ့ for work ဆိုတဲ့နေရာကိုမှတခြားအများကြီး create လုပ်ထားဆိုလို့ရှိရင်ဒီမှာပေါ်လာလိမ့်မယ်လေနော်ဆိုတော့ email အတစ်ပေါ့နော် compose လုပ်တိုင်းကိုကဒီ signature ကိုတွဲပြီးမှထည့်ရေးမလားဆိုတဲ့သဘောပေါ့နော်ဒါကကြတော့ကိုကတယောက်ယောက်ကိုသူကစာရေးလာလို့ကိုကပြန် reply လုပ်တဲ့ချိန်တိုင်းမှာလည်းပြန်ထည့်မလားပေါ့မထည့်ဘူးပေါ့လေနော်စာတစ်ကြောင်းပြန်တိုင်းတစ်ကြောင်းလိုက်ထည့်နေလို့ရှိရလှုပ်ရှုပ်တယ်လေနော်ဆိုတော့ဒါကြတော့စာပထမဆုံးရေးတဲ့ချိန်မှာထည့်ဖို့ရတော့ဟုတ်တယ်ပြီးလို့ရှိရင် save လုပ်ဖို့မမေ့နဲ့နော်တခြား setting တွေဘယ်လိုသုံးတယ်လဲဆိုတာကိုကြတော့နောက်မှပြန်ပြောပြမယ်ပေါ့နော် save လုပ်မယ်ပြီးလို့ရှိရင်တစ်ချက်ပြန်သွားကြည့်ရအောင်လေနော် compose လုပ်တဲ့ချိန်မှာတွေ့တယ်နော်ပေါ်လာပြီဆိုတော့ဒါပါပဲရှင်နောက်နေ့တွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ email ကိုပေါ့နော် professional ဆန်ဘယ်လိုစာပို့ရတယ်ဆိုတဲ့ဟာကိုပြန်ပြီးမှ share လုပ်သွားမယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့ရဲ့ signature ဘယ်လို add တယ်လဲဆိုတာကိုသဘောပေါက်သွားလောက်ပြီနော် thank you bye